Hello guys, welcome to my channel. My name is Bon and today I'm going to share you one story. The story name is The Pain of the Mother. အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ဘုံမြတ်တာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြပြပေးခြင်းတဲ့ပုံမြင်လေးကတော့မိခင်တယောက်ရဲ့နာချင်မှုဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဒီပုံမြင်လေးကိုမစတင်ခင်မှာဒီ Pain of the Mother မိခင်တယောက်ရဲ့နာချင်မှုဆိုတာထက်တို့မော်တာဆက်တော်တွေကတာခုမှုတရားစီရင်ခံဆိုတဲ့အပိုက်လေးပါဗျာအဲ့ဒီဟာလေးကိုကျွန်တော်တို့အထက်မှာမဟောတာပါဗျာသူကတောက်ဒီဘလူးမတယောက်ကဘလူးမဗျာတယောက်ကကျတော့တကယ်အမေဆက်တော်ရဗျာသူက rewrite လုပ်ပြီးမှပြန်ရေးထားဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒါလေးကိုကြိုက်လို့သဘောရမ်းကြောက်သွားပြီးမှဒီစာပေလေးကိုပြန်ရေးမှကျွန်တော် English လို rewrite ရေးမှကျွန်တော်ဒီ channel လေးမှာတက်ဆက်ပေးတာဖြစ်ပါတယ် One day two men came to a sense fighting for a child they want him to do the judges both of were claiming the child to be their own Many curious villagers had followed the quarrelsome woman. The saints wondered how to discuss this. ဒီနေ့မှာတော့မိန်းမနှစ်ယောက်ကကလေးတစ်ယောက်နဲ့ပတ်သက်ပြီးမှရန်ဖြစ်ကြတာပေါ့။အဲ့ဒီအချိန်မှာသူတို့စင်တစ်ယောက်စီကိုသူတို့နှစ်ယောက်ကတွားပြီးမှသူတို့အဆုံးဖြတ်ပေးကြဖို့ဟာသူကတော့တောင်းခံကြတာပေါ့ဗျာ။အဲ့သူတို့စင်ကမေးတာပေါ့။ဒါကဘသူကလေးပါလဲလို့သူမေးတော့ဒါကျမကလေးပါဒါကျမကလေးပါလို့နှစ်ယောက်လုံးကအတင်းကန်ငင်းကြတာပေါ့ဗျာဒါငါကလေးလို့ငင်းကြတာပေါ့အဲ့ဒီချက်မှာသူကရွာအချို့အများတော်တော်များများပေါ့ဗျာအချို့မဟုတ်ပါဘူးတော်တော်များများဟာဆက်ဆုကြတာကြောင့်ဘာဖြစ်တာလဲဆိုမှအဲ့ဒီရဖြစ်တဲ့မိမနှစ်ယောက်နဲ့တခါတည်းလိုက်ခဲ့ကြတယ်ဒါကိုသူတော်စင်ကဒါဘလို့ဆုံးဖြတ်ရမလဲဆိုတော့သူတွေးနေခဲ့တယ် At last he thought of a plan he drew a line on the ground and laid the child there then addressed the women he said both of you stand on either sides of the line and hold the child. However, who pulled the child towards herself against the real mom. နောက်ဆုံးတော့သူသူတော်စင်ကအချင်ဟောပါဗျာ။ပြောလိုက်တယ်ဒီမြေကြီးပေါ်မှာသူက line ဆွဲလိုက်တယ်ဗျာ line ဆိုတာတဲ့မြေစင်ချောင်းတစ်ချောင်းဆွဲလိုက်တယ်ဗျာသူအချောင်းလေးတစ်ချောင်းဆွဲလိုက်တယ်အဲ့ဒီအချောင်းပေါ်မှာကလေးလေးကိုချထားလိုက်တယ်ကလေးကိုချထားပြီးမှမိမကြီးကပြောလိုက်တယ်ဒီမိမတယောက်ကိုမှနေခိုင်းခေါင်းကြီးမိမနေခိုင်းတယ်တယောက်ကိုချိန်မိမနေခိုင်းတယ်ကလေးကိုခေါင်းကနေဆွဲခိုင်းတယ်ခြေထောက်ကနေဆွဲခိုင်းတယ်အဲ့မှာသူပြောတာကဒါဒီကလေးကိုကိုယ့်ဘက်ကိုပေါင်ဆွဲနိုင်ရဲ့ဒါမင်းကလေးအဆက်ပဲလို့သူကပြောလိုက်တယ် One mother had pulled the feet of the child and the other grabbed it by its hand then they began to pull the child on its sides the child cried out of pain Then one of them Lois had grabbed and surrendered the hold to the other woman. She covered her face and began to weep. တယောက်ကတော့ခေါင်းမှာကိုင်မှာတယောက်ကတော့ချောင်းမှာကိုင်တာပေါ့ဗျာအဲ့နဲ့စဆွဲကြတာပေါ့စဆွဲကြတော့ကလေးကနာကျင်လို့နာကျင်မှုမခံနိုင်လို့ငိုတာပေါ့ဗျာအရင်အောင်ငိုတာပေါ့အဲ့ဒီအချိန်ခိုက်တော့မှာမိမကြီးနှစ်ယောက်တယောက်ကခြေထောက်သူ့ရဲ့ကင်ထားတဲ့ဘက်ကိုရှော့ပေးလိုက်ပြီးမှတခြားမိမဘက်ကိုပါစီထားခဲ့တယ်။အဲ့မှသူကညနာကိုအုပ်ပြီးမှငိုတာပေါ့ဗျာ။ She covered her face and began to weep. The skin mother was very enjoyment at her victory and said, I had pushed the child toward me, so the child is mine. He pronounced his judgment. This was the moment for the saints. He said,The child is not your bad health, or her looks, and surrendered at the saints. They were unable to understand what was basically happens was the judgment given. မျက်နှာလေးအုပ်မှငိုတာပါဗျာငိုတော့ကျန်တဲ့မိမတယောက်ကသူက victory နိုင်ရရှိပါပြီမှာသူပြောလိုက်တဲ့စကားလုံးကတော့ဒါငါဆွဲလို့ငါရသွားတာပဲဒါငါကလေးပဲသူမှသူကអော်လိုက်တယ်အော်တော့ဒီအခိုက်အတန့်လေးကိုဒီသူတော်စင်ကလိုချင်နေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်သူတော်စင်ကသူအဖြေပေးလိုက်တာကတော့ဒါဟာမင်းကလေးမဟုတ်ပါဘူး။ဒါကသူ့ရဲ့ကလေးဖြစ်ပါတယ်။ဒါကြောင့်သူ့ကိုကလေးလေးပြန်ပေးလိုက်ပါလို့သူကပြောတယ်။အဲ့ဒီချိန်မှာရွာသားပေါင်းတဲ့အဲ့ဒီပြိုင်ဆိုင်တဲ့မိန်းမနှစ်ယောက်ကနားမလဲဆိုဗျာ။အဲ့ဒီသူတော်စင်ကိုကြည့်မှကြည့်နေကြတယ်။ဘာလို့ဆိုတော့သူတို့ကအဲ့နိုင်ရတဲ့သူကပဲကလေးရမယ်လို့သူတို့ထင်ကြတာဟုတ်။ The saints said,The woman who have let the child go in the real mom, she couldn't bear the pains of her sons, so she gave away the child to the skin mom. Then
the sons give the child to the real mom အဲ့ဒီမှာတော့နားမလဲဆိုတာကြည့်ရတာပေါ့ဗျာအဲ့အချိန်ခိုက်တန်လေးမှာသူတော်စင်ကဖြောင်းချထုတ်တယ်ဗျာပြောလဲဆိုတော့ဘယ်မိခင်ကမှကိုကလေးနာကျင်တာကိုမကြည့်ရဘူးဒါကြောင့်သူက short ပေးလိုက်ပြီးမှတခြားရဲ့တယောက်ကိုအနိုင်ပေးလိုက်တာဖြစ်ပါတယ်ဘယ်မိခင်ကမှကိုတားရဲ့နာကျင်တာကိုမမြင်ချင်ဘူးဒါကြောင့်သူဟာတကယ်မိခင်စစ်ဖြစ်ပါတယ်ဆိုပြီးမှအဲ့ဒီတခြားမိမရဲ့တူရဲ့လက်ထက်ကလေးကိုသူကတကယ်မိခင်စစ်စီကိုပြန်ပေးလိုက်တယ် End of the story ပုံမြင်ရဲ့အနှစ် Only the mother can understand the pain of the sons and the child. It is the mother who shall sleep on a wet bed and make the child sleep on a dry bed. How can she understand what the discomfort? Mother makes existence sufficient for her child. ဒီပုံမြင်ရဲ့အနေလေးထဲမှာတော့သူကရေးထားတာမိခင်ကကိုသားသမီးတွေကိုဘယ်တော့မှနာကျင်အောင်မလုပ်ဘူးထိခိုက်အောင်မလုပ်ဘူးတကယ်လို့များသူဆွဆွတဲ့နေရာဆွဆွတဲ့အိမ်ပေါ်မှာမိခင်နဲ့ကလေးအိမ်ရမယ်ဆိုရင်တော့မှကလေးကို6တွေ့တဲ့ပိုင်းလေးမှာတိတ်ထိုင်းမှာမိခင်ကတော့ဆွဆွတဲ့ပိုင်းမှာအိမ်မှာပဲဘယ်မိခင်ကများကိုကလေးကိုဘယ်လိုပြောပြဘယ်မိခင်ကကိုကလေးကိုနာကျင်တဲ့နေရာမှာတက်တော့မရှိတဲ့နေရာမှာဘယ်မိခင်မှမအိတ်ခိုင်းပါဘူးဒါကြောင့်အမေတွေကကိုသားသမီးတွေအတွက်ဆိုလို့နေနာခံဖို့ကအတင်ပဲတဲ့ဒီရဲ့ပုံမြင်အနှစ်လေးကိုပြောရတာအရန်ကိုတကယ်ဘယ်လိုပြောမလဲဗျာတကယ်ကို2000အားရရှိလာပါတယ်ဒါကြောင့်တော့ဒီပုံမြင်လေးကိုတက်ဆက်ပေးတာဖြစ်ပါတယ်ဒီ things ပုံမြင်အနှစ်ထဲကျွန်တော် message အဓိကပေးခြင်းတဲ့ဟာတော့ခုခေတ်ကလေးတွေတော်တော်များများအမေနဲ့စကားများတာတွေရှိကြတယ်ဘာလို့ပြောမလဲဗျာချင်းနားလဲမူလွဲမှစကားများတာရှိတယ်အမေခိုင်းတာမလုပ်တာဘာညာနဲ့စကားများတာရှိကြတယ်ဗျာဒါကြောင့်ကျွန်တော်ပြောချင်တာကခုကျွန်တော်တို့ခင်ဗျားတို့ viewer တို့ညီလေးညီမလေးတွေကိုကြီးအမကြီးတွေကျွန်တော်ပြောချင်တာအမေဟာကျွန်တော်တို့ကိုဝမ်းနဲ့လွယ်ကြီးမှမွေးတာပဲဖြစ်ပါတယ်ဒါကြောင့်အမေကိုပြင်ပါပါနဲ့ကျွန်တော်တို့စကားနဲ့လည်းမပြင်ပါပါနဲ့ကိုထိလည်းမကျူးလို့ပါနဲ့ဘာဖြစ်လို့လဲဆိုတော့ဒါကကျွန်တော်တို့အမေဖြစ်ပါတယ်ကျွန်တော်တို့အမေကကျွန်တော်တို့ဝမ်းနဲ့လွယ်မေးတယ်ဘယ်တော့မှကိုသားသမီးစိတ်ဆင်းရဲအောင်စိတ်ညစ်အောင်မလုပ်ဘူးကိုအမေတွေကလုံးဝမလုပ်ဘူးကိုအမေတွေကဗျာကိုကျွန်တော်တို့ရဲ့အမေတွေကကိုသားသမီးကိုအမြင့်မှာစင်မြင့်ထက်မှာပဲနေခိုင်းခြင်းတယ်တက်တော့တာပဲနေခိုင်းခြင်းတယ်ဘယ်တော့မှစိတ်အောက်မှာနှိမ့်ချပြီးမပြောဘူးကျွန်တော်တို့နော်မြတ်စွာဘုရားတော်မှာဗျာကျွန်တော်တို့မိခင်သူမြတ်စွာဘုရားရဲ့မိခင်တို့မြတ်စွာဘုရားရဲ့မိခင်တော်မှာနိုးတလုံးမိုးပဲကြည်အောင်မြတ်စွာဘုရားဆက်နိုင်သွားတယ်ဟိုနတ်ပြည်ပေါ်တာဝရဏနတ်ပြည်ပေါ်တက်ပြီးမှဗျာမေတော်မိနတ်သားကိုတရားဟောပေးရဗျာမွေကျေးဇူးဆက်တဲ့အနေနဲ့ကျွန်တော်တို့၄တန်းမှာတော့မှစာအုပ်လေးပါသေးတယ်စာပိုက် sorry ပုံပြင်လေးပါတယ်ဗျာအဲ့တော့ဖိုင်တိမှာပဲကျွန်တော်တို့ဝမ်းနဲ့လည်းမေးတာကျွန်တော်တို့မဆနိုင်ဘူးကျွန်တော်တို့မြတ်စွာဘုရားတော်မှာနိုးတလုံးမိုးပဲကြည်အောင်ဆက်နိုင်သွားတယ်လေဗျာကျွန်တော်တို့ဆိုကြီးတွေကျွန်တော်တို့ဘလောက်ပဲပြုစုဆောင်ရှောက်ပတ်စံနေပေးကျွန်တော်တို့အစားကောင်းနေကျွေးရင်တော့မှတို့ကြည်အောင်ဆက်နိုင်မှာမဟုတ်ဘူးရဟန်းပေါင်းကျွန်တော်တို့ဝယ်မီတွင်းမှာမိဘကိုဆက်ရင်တော့မှချိန်မှာမဟုတ်ဘူးဗျာမြတ်စွာဘုရားတော်နိုးတလုံးပဲကြည်တာဒါကြောင့်ရင်တော့ရှေးဆိုစကားရှိခဲ့တာပါဗျာဘယ်လဲဆိုတော့မိဘကျေးဇူးကမြင့်မို့တောင်ထက်ကြီးမားတယ်ဆိုတာမြင့်မို့တောင်ဆိုတာအခုဒီမှာမရှိဘူးမဲ့တို့ရင်တော့ရှိမှာပါဗျာမြင့်မို့တောင်ထက်ကြီးမားတယ်ဆိုတာဟိုရှိခဲ့တာပါဗျာဒါကြောင့်အမေတွေကိုအော်ကြပါနဲ့အမေတွေကိုအရာရာခွတ်လွတ်နားလည်ပေးကြပါအမေတွေအဖေတွေလည်းရှိပါဘူးဗျာဒါပေမဲ့အဖေတွေတော်တော်များများကျွန်တော်တို့အရေးရှင်တွေမှာဝင်ပြီးပြောလို့မရှိကြပါဘူးတာသမီတော်တော်များများလည်းအဖေတွေကိုဒီကလည်းလေးစားပါတယ်ကြောက်လည်းကြောက်ကြပါတယ်အဲကြောင့်အဖေတွေကိုကျွန်တော်ထည့်ပေးပါမယ်ဖြစ်ပါတယ်အမေတွေကိုကြတော့ဗျာကျွန်တော်တို့နိုင်ကျင်တာပေါ့ဗျာအမေတွေကိုကျွန်တော်ဒါမွယ်ပေးဘူးဘာဖြစ်လဲညာဖြစ်တယ်အမေကမွယ်ပေးဘူးဗျာအမေမဆိုင်များရှာနေရပဲအမေကစီကုတ်တယ်ဘာဖြစ်လဲညာဖြစ်တယ်တခါလေကျတချို့မင်းကလေးကြတော့ဗျာအမေနဲ့အရန်စကားများတယ်ဗျာကျွန်တော်အဲ့ဒါတွေခဏတွေ့ဘူးတယ်ကြုံဘူးတယ်ကျွန်တော်စိတ်မချမ်းသာဘူးဗျာအဲကြောင့်ကျွန်တော်ဒီဗီဒီယိုထဲမှာလေးကြီးမကြီးလေးကိုကြီးကိုမကြီးတွေကိုကျွန်တော်ဒီအမေနဲ့ပတ်သက်ပြီးမှပြပြပေးတာပဲဖြစ်ပါတယ်ဒါကြောင့်အမေကိုလုံးဝမအော်ပြန်မအော်ကြပါနဲ့အမေကိုနားလဲပေးကြပါကျွန်တော်စကားလုံးတွေထိုက်ရင်လည်းကျွန်တော်တောင်းပန်ပါတယ်ဒီကနေပဲတင်ကားဆွာတယ်ဗျာပြောချင်တာပဲဖြစ်ပါတယ်ကျွန်တော်ဆရာကြီးလောက်တာတော့မဟုတ်ပါဘူးဗျာဒီကနေပြောချင်တာပဲဖြစ်ပါတယ်အခွင့်ရရင်ပြောမယ်ဆိုတော့ဒီမော်ဒတာတာခုမှုတရားစီရင်ခံထဲမှာပါလို့ကျွန်တော်အရန်ကိုချိန်နဲ့တွားပြီးမှထည့်ပြောတာပဲဖြစ်ပါတယ်ကြည့်ရှုနားဆင်ပေးကြတဲ့တယောက်ချင်းတိုင်းကိုလည်း
ကျွန်တော်ကျေးဇူးအထူးတင်ရှိပါတယ်အကယ်၍များကျွန်တော်အခုပြောရတဲ့ပုံမြင်လေးထဲမှာမှားယွင်းလေရှိရင်ပြည့်စုံထားမှုကြားလို့ကျွန်တော်ရထိုင်မြစ်တိုင်ခတ်ပါတယ် I'm gonna buy you in next video. Thank you for watching my video. If any mistake in there, please feel free and listen. Wait few minutes. I want to give the main message of the story. I want to say on this modern day, most of the child and me and us, you, me, most of the child was calls and blames to mom because we didn't get what I want, what we want, and what you want. That's why don't blame the mother. Your mother get bad with the stomach to us and to you. That's why don't blame the mother. You must understand whatever the mother did say, and you must forgive what the mother has said. The mother did say, the mother didn't say you to do the bad things. The mother wanted to do you a good things and comfort on the top of the stage. Most of the mother do not want you to stay low and want us mischievous. That's why I want to say don't blame the mother and you must forgive the mother. What about the mother say? If the standard and sentence of mine is repeated, please excuse me. Yeah, don't blame the mother. I want to say only that, and you must understand the mother. What did she said? Like this. Thank you for watching my video. I have repeated already. Sorry. So thank you for listening what I say in this video, and thank you for everyone for my short speech. Sorry, not a speech. For my short message. Bye. Have a nice day.